မတော်တဆပဲတင်ကျန်းကူတစ်ခုပေါ်မှာကတ်ထားတဲ့မိသားပုံကိုတွေ့လိုက်ရပါတယ်။ဒါနဲ့အမေကိုလက်ဆောင်ပေးဖို့ဆိုတဲ့စိတ်နဲ့အဲ့ဒီတပ်ပုံကိုခွာယူခဲ့လိုက်တယ်လို့ကူရှိမှချထားတဲ့ကြောက်စိမ့်ဆွဲကြီးကိုလည်းယူလာခဲ့မိပါတယ်။အဲ့ဒီလိုကျွန်မထွက်လာပြီးမကြခင်မှာပဲလွန်ခဲ့တဲ့9နှစ်ကဆုံးပါသွားတဲ့ဇနီးတဲ့ကိုလာကတော့တဲ့ CEO ရောက်လာပါတော့တယ်။တပ်ပုံရဆွဲကြီးပါပြောင်းနေတာကိုမြင်တော့သူတော်တဲ့ကြီးနဲ့ခိုးတော်တဲ့သူကိုချက်ချင်းရှာဖို့မိန်ပေးပါတယ်။တင်ကျန်းဝန်ထမ်းတွေက CCTV ပြန်ကြည့်ပြီးလို့သူကျွန်မနောက်ကိုချက်ချင်းလိုက်လာပြီးပစ္စည်းတွေကိုပြန်ပေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့ကျွန်မကဖျားနေတဲ့အမေစီဖို့အတွက်ဒီဆွဲသီးနဲ့ငွေလဲရှင်တာကြောင့်ပတ်စံပေးမှပြန်ပေးမယ်လို့ပြောလိုက်မိပါတယ်။သူကညင်လိုက်တဲ့အခါကျွန်မကဆွဲသီးကိုရိုက်ခွဲပြစ်မယ်လို့ချိန်ချောက်လို့နောက်ဆုံးတော့သူရှော့ပြလိုက်ရပါတယ်။ဒါပေမဲ့ဆွဲသီးရပြီးနောက်ပိုင်းသူကအမေချက်ပုံကိုပါထပ်တောင်းပါတယ်။ကျွန်မကဒါအမေပုံမှန်လို့ရှင်းပြဖို့ကြိုးစားပေမဲ့သူကစိတ်မရှိပဲလူယူတဲ့အတွက်ကျွန်မကလက်မီသူ့ကိုကိုက်လိုက်မိတယ်လို့ဓာတ်ပုံကလည်းနှစ်ပိုင်းပြတ်သွားခဲ့ပါတယ်။သူ့လက်ထောက်ကလူပုံလည်းမှာပုံရင်းကြဆင်းမှဆိုလို့တားလိုက်လို့သာသူထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ကျွန်မမသိလိုက်တာကသူ့ကိုစော်ကားမိတဲ့အတွက်အမေကိုစေးရုံကညှဉ်းထုတ်လိုက်တာပါပဲ။ကျွန်မကတော့ဘာမှမသိပဲကောက်ရခဲ့တဲ့ပတ်စံတွေနဲ့စေးပိုးပေးဖို့ကြိုးစားခဲ့ပေမဲ့ပဲစေးရုံမှာအမေကိုလက်မခံရကြပါဘူး။နောက်ဆုံးမှာတော့ကျန်တာတက်တဲ့ဆရာဝန်မလေးတယောက်က CEO ရဲ့ခွင့်လို့ကြောင်းလက်မရမှသာအမေကိုကုသပေးနိုင်မယ်လို့လမ်းညွှန်ခဲ့ပါတယ်။ဒါနဲ့ကျွန်မလည်းသူ့ရဲ့ကားရှိမှဒူထောက်ပြီးအမေကိုကယ်ပြီးဖို့တောင်းပန်ခဲ့ပေမဲ့သူကခွင့်လို့စာကိုဆုတ်ဖြတ်ခဲ့ပါတယ်။ကျွန်မကအားကိုးရမဲနေတဲ့အချိန်မှာအမေစီကိုလည်းပို့ဖို့ပြောပါတယ်။ကျွန်မသာလိန်ညာနေတာဆိုရင်ရဲလက်အမေလို့လည်းချိန်ချောက်ခဲ့ပါသေးတယ်။စေးရုံရှိရောက်တော့ဝန်ထမ်းတွေကအမေကိုမြေပြင်ပေါ်တွန်းချပြီးညှဉ်းထုတ်တာကိုမြင်တော့ကျွန်မငိုယူကပြေးဖက်ထားမိပါတယ်။အဲ့ဒီအချိန်မှာပဲကျွန်မရဲ့လိန်ညာမှုကိုပေါ်ထုတ်ဖို့ကားပေါ်ကဆင်းလာတဲ့ CEO ဟာလက်အထွက်မှာအမေမျက်နှာကိုတင်ချမြင်သွားပြီးကြောက်ရွံ့တရုပ်လိုတုံခနဲ့ရက်တန့်သွားပါတော့တယ်